ကောင်မလေးကသူ့အမေမစိမ့်မကြိုက်လူးနေအောင်နဲ့မိဖို့ချောင်နဲ့ဝန်းသွားတာကိုမတော်တဆတွေ့လိုက်ရတယ်သူကအယမ်းသိချင်နေတာပေါ့သူ့အမေလည်းသူ့ကိုမြင်သွားတာပဲဒါပေမဲ့သူ့အမေကသူ့ကိုမျက်စိစိမ့်စိမ့်နဲ့ကြည့်ပြီးတကားကိုပိတ်လိုက်တယ်ကောင်မလေးကဘာလို့လဲဆိုတာသိအောင်လုပ်တော့မယ်လို့စိတ်ပိုင်းချလိုက်တယ်သူတကားဖွင့်ဖို့လုပ်တော့မှာပဲသူ့အဖေကယူတီပေါ်လာပြီးသူ့ကိုတားလိုက်တယ်သူကဘာမှမမြင်သလိုဟန်ဆောင်နေဖို့ပြောတယ်ခဏကြာမှတော့အဲ့ဒီလူနှစ်ယောက်မိဖို့ချောင်တွေကထွက်လာကြတယ်သူတို့ကကောင်မလေးရဲ့အမေသမီးဟင်းချက်တဲ့လေကကောက်ချောင်ချီကျူကြတယ်စူးချတဲ့အနေနဲ့ရွှေအေးပေးခဲ့ကြတယ်သူတို့ပြန်သွားတော့ကောင်မလေးကမိဖို့ချောင်တွေမှာဘာတွေဖြစ်ခဲ့တာလဲလို့သူ့အမေကိုမေးတယ်ဒါပေမဲ့သူ့အမေကကောင်မလေးကိုမင်းကြည့်လာပြီးရီးစားခေါ်လာတဲ့အခါကျရင်အဖေကိုတိလိုက်မယ်လို့ပြောတယ်မျက်စိတမိတ်အတွင်း10နှစ်တာအကုန်ဆုံးပါပြီကောင်မလေးကတကယ်ပဲသူ့ရီးစားကိုအိမ်ခေါ်လာခဲ့တယ်မိဖို့ချောင်ရဲ့လိုအပ်ချက်ကိုသိဖို့သူမဆောင်နိုင်တော့ဘူးဒါပေမဲ့သူ့အမေကမင်းကအယမ်းစိတ်မရှိဘူးလို့ပြောပြီးထမင်းစားပြီးမှပြောကြမယ်လို့ပြောတယ်ကောင်မလေးရဲ့အမေကကောင်လေးအတွက်အရာသာရှိရဲ့ပင်လယ်စာဒီကိုအထူးတလဲချက်ပြုတ်ပြတယ်ဒါပေမဲ့သူတကိုက်ပဲမြည်လိုက်ရုံရှိသေးတယ်အန်ချလိုက်တော့တယ်ပင်လယ်စာဒီရဲ့ငါးညီနှန်းကြောင့်သူမူးမေ့ချင်လာအောင်လုပ်ပြလိုက်တယ်ဒါကြောင့်အမေကကောင်မလေးကိုမိဖို့ချောင်ထဲသွားပြီးအနံ့ပြုတ်တဲ့ဟင်းချက်ဝိုင်ထွားယူခိုင်းလိုက်တယ်ကောင်မလေးထွက်သွားတော့သူ့အဖေကတတိနဲ့ပဲနောက်ကနေလိုက်သွားတယ်ချက်ချင်းပဲအမေကကောင်လေးရဲ့နောက်ကနေရှောက်သွားပြီးသူ့ကိုညှိုးလိုက်တယ်လို့မျိုးလှုပ်ပြလိုက်တယ်ကောင်လေးကတတိတွေတွားတယ်လို့ဖြစ်ပြီးသူ့နောက်ကိုမိဖို့ချောင်ထဲအထိလိုက်ဝင်သွားတော့တယ်ခဏနေတော့ကောင်မလေးကဝိုင်းနဲ့သူပြန်ရောက်လာတယ်ဒါပေမဲ့ဘယ်သူမှမရှိတော့ဘူး3 နာရီကကြာမှာတော့အမီကမိဖို့ချောင်တွေကနေပင်ပန်းနွယ်နေနေဟန်နဲ့ထွက်လာခဲ့တယ်သူကကောင်လေးရဲ့လက်ကောက်ကိုသူ့သမီးကိုပေးလိုက်တယ်ဒါကနှုတ်ဆက်လက်ဆောင်နဲ့ကောင်မလေးကချက်ချင်းပဲစိတ်သက်သာသွားတယ်ဘာလို့လဲဆိုတော့လက်ကောက်ကိုချွတ်လိုက်တာကသူတို့ရဲ့ဆက်ဆံရေးပြီးဆုံးသွားတာကိုဆိုလိုပဲဖြစ်ခဲ့တဲ့အရာအလုံးနဲ့ပတ်သက်ပြီးသူရှုပ်ထွေးနေခဲ့တယ်ဒါပေမဲ့နောက်တနေ့မနက်မှာတော့ကောင်လေးကကောင်မလေးရဲ့အင်ကိုသူ့ဖာထားသူရောက်လာခဲ့တယ်ကောင်မလေးကရှေ့တိုးပြီးသူ့ကိုမေးဖို့လုပ်နေတော့ဒါပေမဲ့ကောင်လေးကဒေါသတကြီးနဲ့သူ့ကိုတွင်းလဲချလိုက်တယ်ပြီးတော့နောက်လဲမကြည့်ပဲမိဖို့ချောင်ဘက်ကိုပြေးသွားတယ်ကောင်မလေးကသူ့နောက်ကိုလိုက်ဖို့ထောက်လာတယ်ဒါပေမဲ့သူ့အဖေကမိဖို့ချောင်အပြင်မှာပဲသူ့ကိုထပ်ပြီးဓာတ်လိုက်ပြန်တယ်မိဖို့ချောင်တဲကနေသူ့အမေရဲ့အတန်ပဲ့တင်ထပ်လာတယ်တက္ကနာအတွင်းမှာပဲကောင်မလေးရဲ့စိတ်ထဲမှာပုံရိပ်ပေါင်းများစွာပေါ်လာတယ်သူမခံနိုင်တော့ပဲရဲစခန်းကိုပြေးသွားပြီးအမှုဖွင့်လိုက်တယ်ဒါပေမဲ့စုံစမ်းစစ်ဆေးပြီးတဲ့အခါရဲတွေကသူ့အိမ်မှာဘာမှထူးခြားတာမတွေ့ရဘူးသူတို့ကကောင်မလေးကိုမာယွင်းတဲ့အမှုဖွင့်ဖြစ်တယ်လို့ဆွဆွဲတယ်ကောင်မလေးကတော့လက်မခံနိုင်ဘူးသူအိမ်ပြန်ပြီးသူ့အမေကိုထမ်းမေကိုဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူ့အမေကအဲ့ဒီကိစ္စကိုမိဖို့ချောင်ထဲမှာမဟုတ်ပဲအခန်းထဲမှာဆက်လို့တော့တယ်